ဆိုင်ကတော့ကိုယ်နဲ့ကိုယ်ရွာလဲနေတယ်ကြားတယ်ရွာလဲဆိုဒီလိုပဲကျွန်တော်တော့အကုန်ထိုးထွက်တာပါတကွက်ကောင်းရွေးဖို့ကွာတော်တော်လေးဆုံးဖြတ်နေရတယ်နော်တော်တော်လေးဆုံးဖြတ်နေရတယ်အခုကျွန်တော်တကယ်လို့အလဲမထွက်ကမှန်လာရင်ကနန်း9ကွက်ရွေးတာဟုတ်ပါဘောနော်အလဲမထွက်ကဖောက်သွားရင်ဘယ်လိုလုပ်မလဲအတွေ့ရဝင်လာပြန်ရောအဲ့တော့ဒီ1 chain လေးရလေခုံတုံညက်ထွက်တော့ပြန်မှန်လာပြန်ရောနော်တုံညက်ခုံမှာဖောက်တယ်ဟလာခုံတုံညက်ရှေ့ကနန်းမှာမှန်တယ်38ခုနော်38ခုမှာလည်း1 chain ရမှန်တယ်ခုံတုံညက်မှာလည်းပြန်မှန်တယ်အဲ့တော့ဒီ1 chain 3ကွက်ခုံတုံည9 83နဲ့35တက်ကဒါ1 chain site ဒါ1 chain ယူကြီးလေးကျွန်တော်တွက်ပြထားပါတယ်နော်ဒါပေမဲ့ तू ကတော့895နေမှာစပြီးတော့မှန်လာတဲ့1 chain လေးပါပဲเนาะဒီ1 chain လေးနဲ့ယူလိုက်မှဆိုရင်ကျွန်တော်ထုတ်ထားတဲ့ကဏ္ဍလေးနဲ့ညီတဲ့ကဏ္ဍ8ကွက်ပေါ့เนาะအဲ့ဒါ39ခွန်3 39ခွန်4 39 4ခွန်8နှစ်တဲ့4ခွန်5 8ခွန်2 8နှစ်ခွန်8ခွန်3เนาะဒါ1 chain လေးနဲ့ပြန်ပြီးတော့ညီလိုက်ဒီကဏ္ဍ8ကွက်ကညီတယ်ဒီကဏ္ဍ8ကွက်ကိုမှဒါရွေးနီးလေးတွေကျွန်တော်ချပြပေးတာเนาะအလဲမထွက်ကလေးမှန်မယ်ဆိုရင်ဒီ2ကွက်ကပြန်ပြီးတော့2ကွက်ကပြန်အားကောင်းတာပေါ့เนาะဒါလေးကကိုယူတဲ့ site ကလေးတွေမှန်မယ်ဆိုရင်ပေါ့เนาะ8နှစ်ခွန်8နှစ်တဲ့ဒါဒီတိုင်းလေးယူတာတော့လှနေဟုတ်เนาะအဲ့မေးလေးဟာအဲ့2ကွက်တင်လိုက်ပေါ့တင်လို့ရှိတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော် main key နဲ့လွတ်နေတယ်ကျွန်တော် main key မတင်သေးတော့ပြဿနာဒါပေမဲ့ main key ကလည်းမှန်ချင်မှမှန်ပါပါเนาะအရင်ဘက်ကလည်း68တင်လိုက်တာဖောက်ပြီးတော့6.8ကျန်မလားမှန်တယ်ဒီချိန်မှာ main key ကနှလုံးဖြစ်နေတယ်နှလုံးထဲမှာအတင်မဲ့ main key နဲ့မှာ8နှစ်တင်နဲ့8နှစ်ခွန်မပါပြန်အဲ့တော့တကွက်ကောင်ကြီးကိုတော်တော်လေးစဉ်းစားရတယ်เนาะတော်တော်လေးစဉ်းစားရတယ်အဲ့တော့တခုခုကတော့ဖောက်မှာပဲပရိတ်မြန်ဖောက်ရင်တော့ကွိုင်မယ်เนาะပရိတ်6လုံးကြီးတော့ဖောက်ရင်တော့ကွိုင်မယ်တဲ့ဘရိတ်ကတော့ဒါကျွန်တော်တို့နီးရတော့တစ်ချိန်မှမဖောက်ဘူးသေးဘူးเนาะကျွန်တော်လည်းဒါအုံနောက်ပေးလာအောင်ပေါ်တာတွေကိုဘာပဲဖြစ်ဖြစ်ဒီ1 chain လေးကြိုက်တဲ့လူဆိုရင်ဒီ1 chain လေးနဲ့ညှိတာမှာကျွန်တော်တင်ပေးတဲ့ကဏ္ဍ9ကွက်မှာ8နှစ်တင်နဲ့8နှစ်ခွန်ကဒီ2ကွက်ကအလဲမထွက်လေးနဲ့ဝင်ညှိတယ်ဒါပေမဲ့အလဲမထွက်ဆိုရတွေကတော့ကျွန်တော်မူရတွက်ပြထားတော့ဒါမှန်နေတာပဲဗျခုံကိုကနေတော့ဟုတ်လားခုံကိုကနေတော့မထွက်ခဲ့သေးဘူးပဲမတော်လို့မြန်အလဲမထွက်တလုံးလုံးဖောက်လာဒီဟာတွေပြန်ကြအောင်နိုင်တယ်နော်အဲ့တော့8နှစ်တလေးတကွက်တော့မဆိုးเนาะအားကောင်းတယ်8နှစ်တလေးတကွက်တော့အားကောင်းနေတယ်ဒါပေမဲ့ဒီမူလေးအရာတော့8နှစ်တလေးတကွက်ကတော့ပို့ထိုးတင်တာပေါ့เนาะဒီမူလေးအရာတော့ဒါပေမဲ့ကျွန်တော် main key ထုတ်လိုက်တဲ့အချိန်ကျရင်တကကွာကြတာအောင်เนาะကျွန်တော်လောလောဆယ်ဒီဗီဒီယိုဖိုင်လေးမှာအားကောင်းတာတော့8နှစ်တလေးအားကောင်းတယ်ကျွန်တော်ထုတ်ထားတဲ့ခုကဏ္ဍ9ကွက်ထဲမှာ1 chain လေးနဲ့ညှိတယ်8နှစ်တလေးတခုက1 chain လေးနဲ့တခုညှိနေတယ်เนาะ8နှစ်ခွန်လေးနဲ့ညှိနေတယ်ဒါလေးကိုကျွန်တော်ကချပြပေးတယ်ကျွန်တော်ပေါ်တာတွေကကိုဘယ်လိုပြောမလဲကိုအုံနောက်လေးနဲ့ကိုလည်းရွေးကြပါတော့ကျွန်တော်လည်းရွေးကြဒါ1 chain လေးနဲ့ကြိုက်တာကျွန်တော်ထုတ်ထားတဲ့ကဏ္ဍ23ကွက်ထဲမှာဒီ8ကွက်က1 chain နဲ့ကြိုက်တယ်အဲ့ဒီ1 chain 8ကွက်ကြိုက်တာကိုမှဟုတ်လားအလဲမထွက်4ခွန်လေးရတာမှန်အောင်မယ်ဆိုရင်ဒါ8နှစ်တက်နဲ့8နှစ်ခွန်လေးကအားကောင်းတယ်လို့အဲ့ဒါလေးကျွန်တော်ပြပေးတာပေါ့နော်ကျွန်တော်အဲ့လိုပြပေးကျွန်တော်ကတော့23ကွက်လောက်ထိုးထားတာအဲ့ဒီကသာထွက်ရင်ပေါက်ပါမယ်ဒါရွေးတဲ့အောင်လို့ပေါ့နော်ဘယ်ဟာလေးပူထိုးနေတယ်ဆိုတာကိုချပြပေးတာပဲနော်